မိမိအပေါ်မတရားလုပ်သွားတဲ့ရည်သားဟောင်းကိုပြန်ပြီးတော့ဝတ်လည်စေခြင်းနဲ့ဆိုရင်ဒီရတရားလေးကိုအသုံးပြုလို့ရပါတယ်။အနောက်တိုင်းရတရားလေးဖြစ်ပါတယ်။မနေ့ပြန်ကလကွယ်နေ့ဆိုတော့ဒါမျိုးရတရားပြုလုပ်ဖို့အတွက်အားအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ဒါမို့ကျွန်တော်ဒီနေ့တွေကကြိုပြီးတော့တင်ပေးပါတယ်။ဒီရတရားလုပ်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းကတော့အများကြီးမလိုပါဘူး။ကြက်သွန်ဥအနီပေါ့နော်ခကြီးကြီးလေးတစ်လုံးလိုမယ်။ပကံပြားလေးတစ်ချက်လိုမယ်။ပြီးရင်ကျွန်တော်တို့စားလိုမယ်ငရုတ်ကောင်းလိုမယ်။ရှစ်ချောင်းလိုပါမယ်ဒါပါပဲကျန်တဲ့ဟာတော့အများကြီးမလိုပါဘူးခင်ဗျအဲ့ဆိုရင်ကျွန်တော်လုပ်ပုံလုပ်နည်းလေးဆက်ပြောပြမယ်နော်အဓိကတော့ဒီကြက်သွန်ဦးလေးတစ်လုံးလိုမယ်ဒီကြက်သွန်ဦးလေးကိုကျွန်တော်တို့ကထိတ်ကလေးကိုဖျက်ရပါမယ်ကြက်သွန်ဦးကိုအခွန်ခွာမယ်ခွန်ခွာပြီးရင်ထိတ်ကိုဖျက်ပါမယ်ကျွန်တော်ကတော့ထိတ်ဖျက်ပြီးပါပြီဆိုရင်ကျွန်တော်လုပ်ပုံလုပ်နည်းလေးဆက်ပြောပြမယ်နော်အဓိကတော့ဒီကြက်သွန်ဦးကိုအခွန်ခွာမယ်ခွန်ခွာပြီးရင်ထိတ်ကိုဖျက်ပါမယ်ကျွန်တော်ကတော့ထိတ်ဖြတ်ပြီးပါပြီထိတ်ဖြတ်ပြီးပြီဆိုရင်ကြက်သွန်အလေကိုဓားလေးနဲ့ဓားထက်လေးနဲ့ပေါ့နော်အလေကိုထွင်းပလိုက်ပါအခေါင်းလေးဖြတ်သွားအောင်ထွင်းပလိုက်ပါအဲ့လိုမျိုးထွင်းသွားပြီးပြီဟဲ့ဆိုရင်ကျွန်တော်တို့ရဲ့ရီးသားဟောင်းရဲ့နာမည်ကိုရေးရပါမယ်ရီးသားဟောင်းရဲ့နာမည်ကိုကျွန်တော်တို့ကမှင်အမဲပဲဖြစ်ဖြစ်ဆော့ပင်အမဲပဲဖြစ်ဖြစ်အလင်းတင်တာနဲ့ရေးလို့ရပါတယ်ရီးသားဟောင်းနာမည်ကိုရေးပြီးဆိုရင်ရီးသားဟောင်းရဲ့နာမည်ပေါ်မှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုငရုတ်ကောင်းမှုဖြူပါမယ်ငရုတ်ပေါင်းမှုဖြူမယ်ငရုတ်သီးမှုဖြူခြင်းလည်းရတယ်ငရုတ်ကောင်းမှုငရုတ်သီးမှုဖြူပြီးဒီစက်ကူကိုရီးသားဟောင်းနာမည်ရေးထားတဲ့စက်ကူလေးကိုလုံးလိုက်ပါမယ်ဒါရီးသားဟောင်းရဲ့နာမည်ကိုငရုတ်ကောင်းမှုဖြူပြီးတော့စက်ကူနဲ့လုံးထားတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကဒီအခေါင်းအစာသွတ်ထားတဲ့ထဲကိုထည့်ပါမယ်အခေါင်းလောက်ထားတဲ့ထဲကိုထည့်မယ်ပြီးပြီဆိုရင်ရုံးလေးကိုခောက်ပြီးတော့ဒီအခေါင်းအစာသွတ်ထားတဲ့ကိုထည့်ပါမယ်ပြီးရင်ဒီအန်ဆိုတဲ့အန်ပုံစံဒီရုံးလေးကိုလည်းခောက်ပြီးတော့ဒီထဲကိုထည့်ပါမယ်ခောက်တာတော့ကိုယ့်ဘက်ကိုအလင်းတင်တယ်လို့လေးခောက်လို့ရပါတယ်ဒါလေးခောက်ပြီးပါရင်နော်ခောက်ပြီးရလေးကိုထဲကိုထည့်မယ်ဒီချာဖိမယ်ပြီးရင်ဒီအန်ပုံစံလေးကိုလည်းကျွန်တော်တို့ခောက်ပြီးတော့ဒီထဲကိုထည့်ပါမယ်ဒါဆိုရင်တော့သူရီးသားဟောင်းနာမည်ရေးထားတဲ့ဟာရဲ့ run ဆွဲထားတဲ့စာရွက်လေး2ရွက်ဒီထဲကိုထည့်ပြီးသွားပါပြီပြီးရင်ဘာလုပ်ရမလဲငရုတ်ကောင်းမှုဖြူရပါမယ်ငရုတ်ကောင်းမှုဖြူမယ်ငရုတ်ကောင်းမှုဖြူပြီးသွားပြီဆိုရင်ပက်လေးကိုစားဝိုင်းပါမယ်ပြီးရင်ဒီခုနဖြတ်ထားတဲ့ဒီထိပ်ကိုဒီပေါ်မှာပြန်အုပ်ပါမယ်ကျွန်တော်ကတော့အနှစ်ချောင်းပဲရှိသေးလို့အနှစ်ချောင်းကိုပဲ crossing ပုံစံအမားချစ်ပုံစံမျိုးစိုက်ပြထားတယ်နော်ကျွန်တော်တို့ကပက်လေးကိုဒီနမ်းမှာလည်း crossing 2ချောင်းစိုက်ဒီနမ်းမှာလည်း crossing 2ချောင်းစိုက်ဒီနမ်းမှာလည်း crossing 2ချောင်းစိုက်ဒီနမ်းမှာလည်းဒါဆို S8 ချောင်းဖြစ်သွားပါပြီဒီဟာကိုပြန်ပိတ်ပြီး S8 ချောင်းစိုက်ပါနော်နားလဲနော်အဒီပါစိုက်ပြီးဆိုဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ကဖျောင်းနိုင်အမဲရှိဆိုရင်တော့ဖျောင်းနိုင်အမဲသုံးပါတကယ်လို့ဖျောင်းနိုင်အမဲမရှိဘူးဆိုလည်းဖျောင်းနိုင်အဖြူနဲ့သုံးလို့ရပါတယ်ဒီပေါ်မှာဖျောင်းနိုင်တစ်တိုင်းစိုက်ပါမယ်ဒီထိတ်ကလေးကိုတော့ကျွန်တော်တို့ဟိုဟာလေးနဲ့ဖျောင်းနိုင်စိုက်လို့ရအောင်ဟိုဟာလေးနဲ့ဓားလေးနဲ့တော့လှိလိုက်ပေါ့နော်ဖျောင်းနိုင်မှာခုနကျွန်တော်ပြောတဲ့ run လေးပုံစံနှစ်ခုပြန်ဆွဲပါကျွန်တော်ခုဒီ run ဆွဲပုံဆွဲနည်းလေးလည်းကျွန်တော်ပြထားပါတယ် run ဆွဲပုံဆွဲနည်းလေးကျွန်တော်ခုပြထားပါတယ်ဒီ run လေးနှစ်ခုဖျောင်းနိုင်မှာမှင်အမဲနဲ့ပဲဖြစ်ဖြစ်စော့ပင်အမဲနဲ့ဆွဲပါစော့ပင်အမဲနဲ့ဆွဲပြီးဒီပေါ်မှာဖျောင်းနိုင်ထွန်းပါထွန်းပြီးဒီရီးသားဟောင်းကိုပေါ်မှာမတော်မတရားပြုခဲ့တယ်ကိုပေါ်မှာဟိုပေါ့နော်ကိုအသေးကိုရဲဆက်ခွဲဒါမျိုးတွေပေါ့ကိုပေါ်မှာတော်မတရားလုပ်ခဲ့တဲ့ရီးသားဟောင်းပြန်ပြီးတော့ဝစ်ပြန်လဲပါသေးဆိုပြီးတော့ကိုကအဲ့လိုမျိုးကိုဖြစ်ချင်တဲ့ဆန္ဒဝစ်ပြန်လဲပါသေးဆိုတကယ်ကိုဒေါသတန်မှန်ပါနဲ့ဆူတောင်းအောင်ပါပါအမိန်ပေးတဲ့ပုံစံမျိုးပေါ့နင့်စီကိုငါ့ပေါ်ပြုကသမျှဝစ်တွေနင့်စီကိုပြန်လဲပါစေနင့်စီချက်ပြန်ရောက်ပါစေဒါမျိုးပေါ့နော်အဲ့ဒါမျိုးလုပ်ပါဒါဆိုရင်တော့ဒီရတရားလေးပြမြောက်ပါဘယ်အချိန်ဒီမှာလုပ်ရမလဲဆိုတော့မနေ့ဖြန်ဒီလကွယ်ည17နာရီလောက်ကနေစပြီးလုပ်ပါ17ဝန်းကျင်နေမှာလုပ်ပါဒီချိန်ကြီးက17 တနာရီ2နာရီဝန်းကျင်နေအားကောင်းပါတယ်ည12နာရီတိတိမှာလုပ်မယ်ဆိုရင်လည်းရပါတယ်ဒါဆိုရင်တော့မရှင်းတာရှင်းကျွန်တော်ရဲ့ comment မှာမေးခဲ့လို့ရပါတယ်